လက်တွေ့ကခါတီးနေတာမင်းတယောက်တည်းမဟုတ်ဘူးဆိုတာတတိယပါ အခန်းကျင်းလေးတစ်ခုရဲ့ပြင်းပေါက်ပြီးမှသူရဆိုတဲ့လူငယ်လေးတယောက်ထိုင်နေတယ်သူရှိမှစုတ်တန်တွေဆေးအောင်စုံတွေနဲ့သူအသက်သွင်းနေတဲ့ပကြီးကားတစ်ချက်ရှိတယ်ပကြီးကားထဲမှာတော့လာပါလုံးနဲ့ရှူခင်းနေတွေသူသွားခြင်းတဲ့ကဘာကြီးတစ်ခုသူရရဲ့မျက်လုံးတွေကအိမ်မက်တွေနဲ့ပြည့်နေနေပြီးစုတ်တန်ကိုကင်ထားတဲ့သူ့လက်တွေကအရန်ကိုတွက်လက်နေတယ် လူတိုင်းမှာကိုစီချေတထားတဲ့ရောင်စုံအိမ်မက်တွေရှိကြတယ်အဲ့ဒီကဘာထဲမှာငါတို့ကကိုဖြစ်ချင်တဲ့ဇက်လိုက်ကိုဖြစ်ချင်တဲ့သူရဲကောင်းတွေပေါ့ ရှုတီရဲ့အခန်းတကားကိုတယောက်ယောက်ကကြမ်းတမ်းစွာခောက်လိုက်သလိုမျိုးမြင်ကွင်းကပြောင်းလဲသွားတယ်အခုမြင်ရတာကလူတွေတိုးဝေနေတဲ့လမ်းမထက်မှာသူရတယောက်ပုံစံမကျတဲ့အလုပ်ဝတ်စုံကြီးနဲ့အထုပ်ပိုးတွေကိုပင်ပန်းကြီးစွာတင်းနေရတယ်နေပူရှိန်အောက်မှာသူ့မျက်နှာကချွေးတွေရွှဲနေပြီးစောစောကပကြီးဆွဲခဲ့တဲ့လက်တွေကအခုတော့ကြမ်းတမ်းတဲ့အလုပ်တွေကိုလုပ်နေရတယ် ဒါပေမဲ့မျက်လုံးဖွင့်လိုက်တဲ့အခါမြင်ရတဲ့လက်တွေဘဝကတော့ဆေးရောင်တွေမရှိဘူးအသက်ရှူရကြက်တဲတဲ့မြူကိုးတွေနဲ့ပင်မနွမ်းတွေမှုတွေပဲရှိတယ် ညပဲရောက်ပြီးသူရအိမ်ပြန်ရောက်တော့ပင်မလုံးလို့ထမင်းတောင်မစားချင်တော့ဘူးရေခဲတတာဘောကကတ်ထားတယ်အိမ်လာကပြီးရန်ဆိုတဲ့စာရွက်ကလေးကိုကြည့်ပြီးသူတပြင်းချလိုက်တယ်သူအိမ်မက်မက်ခဲ့တဲ့ပကြီးကချက်ကတောက်တနေရာမှာဖုန်တယ်လို့သူအဲ့ဒီပကြီးကားကိုကင်မှုစူးစမ်းပြီးမြညောင်းညာနေတဲ့သူ့လက်တွေကအာမရှိတော့သလိုပဲ အိမ်မက်ကပြီးတဲ့ကြည်နူးမှုထက်လက်တွေဘဝကပြီးတဲ့ဝင်တော့ဝင်ပိုးတွေကပိုပြီးလေးလံလာတဲ့အခါငါတို့ဟာကိုမိကွန်းထုတ်လာကြတယ်ငါအိမ်မက်တွေဟာဒီကေပဲအပိုတွေလားဆိုပြီးတော့ပေါ့ သူရမှောင်မဲနေတဲ့အခန်းထဲမှာတယောက်တည်းထိုင်နေရင်ပြင်းပေါက်ကနေအပြင်ကလာမင်းကြီးကိုမြည်ကြည့်နေတယ်။သူ့မျက်ဝန်းမှာမျက်ရည်စာလေးတွေဝေနေတယ်။သူဖြစ်ချင်တဲ့ပကြီးစရာနေသူဖြစ်နေတဲ့အလုတ်သမားချာမှာဘာမှမဆိုင်ဘူးကွာချားနေတာကိုတွေးပြီးရှင်ထဲမှာစွနေနေကုန်ပြီ အိမ်မက်နဲ့လက်တွေဘဝမတူတဲ့အခါရှင်ထဲမှာဖြစ်ပေါ်လာတဲ့နာကျင်မှုကိုဘယ်သူမှမမြင်နိုင်ကြဘူးအဲ့ဒီနာကျင်မှုကပဲငါတို့ကိုလမ်းခွဲတစ်ခုစီခေါ်ဆောင်သွားတတ်တယ်အိမ်မက်ကိုစွန့်လွတ်မလားဒါမှမဟုတ်လက်တွေကိုအန်တုမလား ။မိုးဖွဲဖွဲရွာနေတဲ့ညနေခင်းတစ်ခုသူရတယောက်ပုံမှန်အတိုင်းပစ္စည်းတွေတဲ့အလုတ်ကနေအပြန်လမ်းမေးကစာအုပ်အဟောင်းဆိုင်လေးတစ်ခုမှာမိုးပုံနေရတယ်။အဲဒီမှာဖုန်နေတက်နေတဲ့အောင်မြင်ကြော်ကြားသူတွေရဲ့အထုပ်ပတ်တီစာအုပ်တအုပ်ကိုသူမတော်တဆကောက်ကင်မိသွားတယ် ဘဝမှာအဆိုးဆုံးအချိန်ရောက်ပြီလို့ခံစားနေရတဲ့အခါတကယ်တော့အဲ့ဒါဟာအကောင်းဆုံးတစ်ခုဖြစ်လာဖို့အစပြိုးခြင်းလည်းဖြစ်နိုင်ပါတယ်လက်တွေကခါတီးနေတာမင်းတယောက်တည်းမဟုတ်ဘူးဆိုတာတတိယပါ ။စာအုပ်ထဲကစာသားတစ်ကြောင်းကိုသူရကအာယုံစိုက်ဖတ်နေတယ်။မင်းရဲ့အိမ်မက်ကိုလက်တွေ့ဘဝကဖြစ်စည်းနေတာမဟုတ်ဘူး။မင်းရဲ့လက်တွေ့ဘဝကမင်းရဲ့အိမ်မက်အတွက်အရင်နည်းပဲဆိုတဲ့စာသားလေးသူရရဲ့မျက်ဝန်းတွေထဲမှာတကူကူကိုစဉ်းစားမိသွားတဲ့အရေးအယောင်တွေဖြတ်ပြေးသွားတယ် အိမ်မက်နဲ့လက်တွေမတူတာကိုစိတ်ညစ်နေမဲ့အစားလက်တွေဘဝကိုအိမ်မက်စီသွားမဲ့လေကလေးတစ်ခုအဖြစ်ဘာလို့အတုံးမချနိုင်ရမှာလဲမင်းအခုလုပ်နေရတဲ့အလုပ်ကမင်းဝါသနာမဟုတ်ပေမဲ့အဲ့ဒီအလုပ်ကရတဲ့လို့အားကားကမင်းအိမ်မက်အတွက်လိုအပ်တဲ့စုတ်တန်တဲ့ဆွေးတွေကိုဝယ်ပေးနိုင်တယ်လေ ။သူရအခန်းကိုပြန်ရောက်တဲ့အခါအရင်လိုပင်မလို့အိပ်ပျော်သွားတာမျိုးမဟုတ်တော့ဘူး။သူကအလုတ်ကရတဲ့ပတ်စံအနှဲငယ်ကိုဖယ်ထုတ်လိုက်ပြီးစာအိမ်လေးတစ်ခုတည်းထည့်လိုက်တယ်။အဲဒီစာအိမ်ပေါ်မှာစေးရောင်စုံများအတွဲလို့ရေးလိုက်တယ်။သူကဖုန်တက်နေတဲ့ပုံဆွဲစာအုပ်ကိုပြန်ဖွင့်ပြီးအတစ်တမျက်နာမှာစိတ်အားထက်သန်စွာနဲ့ပြန်စရေးဆွဲနေတယ် အိမ်မက်ကိုလက်လွတ်လိုက်တာဟာရှုံးနေခြင်းပဲလက်တွေဘွားကိုရင်ဆိုင်ရင်
အိမ်မက်စီကိုတဖြည်းဖြည်းချင်းရှောက်လန်းနေတာကတော့ဒါဟာအောင်မြင်သူတွေရဲ့လမ်းစာပဲအချိန်ယူရပါစီဒါပေမဲ့မရက်တန့်လိုက်ပါနဲ့ နောက်တနေ့မနေ့ကသူရကအလုတ်ကိုတွားဖို့ပြင်ဆင်နေတယ်သူမြဝန်းကအရင်လိုညှိုးငယ်မနေတော့ပဲယုံကြည်ချက်ရှိတဲ့အပြုံးတစ်ခုရှိနေတယ်သူကလေးလံတဲ့တစ်တာတွေကိုတည်နေရပြီမဲ့သူစိတ်ထဲမှာတော့ဒါဟာငါအိမ်မက်အတွေ့ရင်းနှီးမြုပ်နှံမှုပဲလို့တွေးနေတယ်နေအောင်ကြီးကသူ့မျက်နှာပေါ်ကိုနေထွေးစွာကြာရောက်နေတယ် လက်တွေ့ဘဝကိုမင်းရဲ့ရန်သူလို့မတတ်မှတ်ပါနဲ့သူကိုမင်းရဲ့ခွန်အားဖြစ်အောင်ပြောင်းလဲပြလိုက်ပါအိမ်မက်နဲ့လက်တွေ့ကြားကနေရန်ကိုမင်းရဲ့ကြိုးစားမှုနဲ့လေကရစ်တွေလှုပ်ပြလိုက်စမ်းပါ သူရရဲ့အခန်းလေးထဲမှာအပြောင်းလဲတချို့ရှိလာပြီအရင်ကဖုန်တက်နေတဲ့နေရာမှာအခုတော့ဆေးဘူးအတစ်တွေစုပ်တန်အတစ်တွေကစနစ်တကျရှိနေတယ်သူရဟာညဘက်အလုတ်ကပြန်လာတိုင်းပင်မနေပြီမဲ့မျက်လုံးတွေကတောက်ပနေပြီးပကြီးကားတစ်ချက်ကိုအာယုံစိုက်ပြီးအပီးတက်နေတယ် မင်းရဲ့အိမ်မက်ကတဖြည်းဖြည်းအသက်ဝင်လာပြီဆိုရင်မင်းရဲ့ပင်ပန်းမှုတွေကပျော်ရွှင်မှုတွေအဖြစ်ပြောင်းလဲသွားလိမ့်မယ်အချိန်နည်းနည်းပဲပြီးနိုင်ပါစေနေတိုင်းလုပ်နေဖို့ပဲလိုတာပါ သူရဟာသူ့ရဲ့ပကြီးကားတွေကို Facebook လိုမျိုး social media ပေါ်မှာတင်ကြည့်တယ်အစပိုင်းမှာဘယ်သူမှစိတ်ဝင်စားကြပြီမဲ့တရက်မှာတော့သူ့ရဲ့စာအိမ်ထမ်းနေတဲ့အလုပ်သမားနဲ့သူဆွဲထားတဲ့ပကြီးကားတပ်ပုံတွေကလူတွေကြားထဲမှာစိတ်ဝင်စားမှုခံရပြီး like and share အများကြီးရလာတယ် မင်းရဲ့ကြိုးစားမှုကိုကဘာကြီးကမတိသေးတာပဲရှိတာပါမင်းကသာအရှုံးမပေးပဲဆက်လုပ်နေမယ်ဆိုရင်တနေ့မှာမင်းရဲ့တန်မိုးကိုလူတွေမြင်လာကြလိမ့်မယ် နာမည်ကြီးပကြီးပြဝဲတစ်ခုကနေသူရကိုဖိတ်ခေါ်စာပို့လာတယ်သူ့ရဲ့ပကြီးကားတွေကိုပြဝဲမှာလာပြဖို့ပေါ့သူရဟာအဲ့ဒီစာလေးကိုဖတ်ပြီးဝမ်းသာလွန်းလို့မျက်ရည်တောင်ကျလာတယ်ဒါဟာသူ့ဘဝရဲ့ပထမဆုံးသောအခွင့်အရေးပဲ အခွင့်အရေးဆိုတာထိုင်ဆောင်နေရတဲ့အရာမဟုတ်ဘူးကိုယ်တိုင်လမ်းလျှောက်နေတဲ့သူတွေစီကိုပဲအခွင့်အရေးကရောက်လာတာပါ ပြဝဲနေမှာသူရဟာတတ်တတ်ရရဝစ်စင်ပြီးသူ့ရဲ့ပကြီးကားတွေရှိမှရက်နေတယ်လူတွေကသူ့ရဲ့လက်ရာတွေကိုချီးကျူးနေကြတယ်ဒါပေမဲ့သူရရဲ့စိတ်ထဲမှာတော့သူစံအိတ်တွေထမ်းခဲ့ရတယ်ချွေးတွေထွက်ခဲ့ရတဲ့နေ့ရက်တွေကိုပြန်တွေးပြီးပြုံးနေမိတယ်အဲ့ဒီနေ့ရက်တွေသာမရှိရင်ဒီနေ့ဒီအောင်မြင်မှုကလှပနေမှာမဟုတ်ဘူးလေ အိမ်မက်နဲ့လက်တွေ့ဘဝမတူတဲ့အခါလက်တွေ့ဘဝကိုမင်းရဲ့အားရင်ဖြစ်အောင်လုပ်လိုက်ပါအဲ့ဒီအခါမှာအိမ်မက်ဟာလက်တွေ့ဘဝဖြစ်လာပါလိမ့်မယ်